pla ဆိုတာကငါးကိုပြောတာဖြစ်ပါတယ်ငါးကို pla မြန်မာစာမှာဆိုရင်သူကပတန်ပေါ့နော်နောက်ထပ်တစ်လုံးဒါကဖော်ဖึ่งအရှိကအတန်ကိုပေါ့နော်ရစ်ပြီးတော့ထွက်တယ်ဆွဲပြီးတော့ထွက်တယ်နော်ဖော်ပြီးဖึ่งငါတက်နော်ဖော်ဖึ่งนะคะရေးတဲ့ချိန်ကျရင်ဝါလုံးကနေအေးရေးတယ်ပြီးဒီလိုလေးนะคะမင်းကြောင့်ထဲမှာကြည့်မယ်ဒီလိုလေးနော်ဒီလိုလေးပါအဲ့ဒီအလဲကအဆွဲကိုပေါ့နော်ဒီအထိမဆွဲဘူးနော်ဒီထိမဆွဲဒါပေမဲ့ shadow ကတပိုင်းပဲဆွဲတယ်နော်ဖော်ဖึ่งဒါဆိုသူ့ရဲ့အတန်ကကွာသူ့ရဲ့အတန်ကဖော်ဒါဆိုအနောက်ကဖึ่งဆိုတာဘာကိုပြောရလဲဖึ่งဆိုတာပြားကိုပြောတာဖြစ်ပါတယ်ဖึ่งဆိုတာပြားကိုပြောတာပေါ့နော်မြန်မာစာမှာဆိုရင် तू ကဖတန်ဖြစ်ပါတယ်ဒါဆိုနောက်ထပ်တစ်လုံးဒီတစ်လုံးကိုကြာတော့ shadow ပေါ့နော်တန်လေးကိုပေါ့နော် F တန်နဲ့ထွက်တယ်ဒါပေမဲ့ share စာလုံးပေါ်တဲ့ချိန်ကျရင်ဖတန်နဲ့ပေါင်းတယ်ဒါပေမဲ့ထွက်တဲ့ချိန်ကျရင် F တန်နဲ့ထွက်ရမယ်နော်ဒါဆိုဘယ်လိုလဲဒါက for လို့အရင်ထွက်တယ်တန်လေးကိုဆွဲလိုက်တယ် for ပြီးဖာလို့ထွက်တယ်နော် for if တန်နဲ့ထွက်တယ်နော်ဖတ်တန်နဲ့မထွက်ဘူး for ရေးတဲ့ချိန်ကျရင်အခုတော့ကဖော်ဖึ่งနဲ့တူတူပဲဒါပေမဲ့သူ့ရဲ့အနောက်ကຢာလေးကရှယ်သွားတာမင်းကြောင့်ပုံမှာရေးမယ်ဆိုရင်ဒီလိုလေးပေါ့แบบนี้ဒါက for ဒါဆိုသူ့ရဲ့အတန်ကကွာ for ဒါဆိုအနောက်က ဆိုတာဘာကိုပြောရလဲ ဆိုတာကနိုင်ရန်တွေကိုလည်းပြောလို့ရတယ်မဟုတ်ရင်ဖုံးတွေကိုလည်းပြောလို့ရတယ်အိုးဖုံးတွေရေပူဖုံးတွေကိုပေါ့နော်ဒါဆိုတာကမြန်မာစာမှာဆိုရင်အဓိပ္ပာယ်မရှိဘူးနော်မြန်မာပြည်မှာဆိုရင်အတန်မရှိဘူးโอเคနောက်ထပ်တစ်လုံးဒါကဖော်ဖန်လို့ထွက်တယ်နော်ပုံမှန်ပဲထွက်တယ်ဖော်ဖန်ရေးတဲ့ချိန်ကျရင်W ပုံလေးပေါ့ဒါပေမဲ့အဝလုံးလေးတက်ပေးလိုက်တယ်ဒီလောက်ပဲဒါကဖော်ဖန်မင်းကြောင့်ထဲမှာရေးမယ်ဆိုရင်ဒီလိုလေးအလဲကဆွဲဒီထိဆွဲတယ်နော်ဒါကဖော်ဖန်ဒါဆိုသူ့ရဲ့အတန်ကဖော်အနောက်ကဖန်ဆိုတာဘာကိုပြောရလဲအနောက်ကဖန်ဆိုတာကဆိုးနေတင်တဲ့ချိန်ကျရင်အခွက်ကိုခေါ်တယ်ပေါ့နော်ခြေတော်မြန်မာလိုနဲ့တက်ပြီးမတည်ဘူးမြန်မာစာမှာဆိုရင်သူကဖတ်တာပေါ့နော်โอเคနောက်ထပ်တော့ဒါကဒီအတန်ကိုကြာတော့ F တန်နဲ့ထွက်ပါတယ်ဒါဆိုဒီအတန်က for fun လို့ထွက်တယ် for fun นะคะရေးတဲ့ချိန်ကျရင်အခုတော့က for fun နဲ့တူတူပဲဒါပေမဲ့သူ့ရဲ့မီလေးကရှည်သွားတယ်ဒီလောက်ပဲနင်းကြောင်းထဲမှာဆိုရင်ဒီလိုလေးပေါ့แบบนี้ဒါက for fun ဒါဆိုသူ့ရဲ့အတန်က for if တန်နဲ့ထွက်တယ်နော် for အနောက်က fun ဆိုတာဘာကိုပြောရလဲ fun ဆိုတာကတွားကိုပြောရနော် fun ဆိုတာကတွားမြန်မာစာမှာဆိုရင် if တန်မရှိဘူးပေါ့ဒါကျွန်တော်တို့ဒီပြည်ကမြန်မာပြည်မှာမရှိပါဘူးဒါဆိုနောက်တစ်လုံးဒါကဖော်စံဖောက်လို့ခေါ်တယ်ဖော်စံဖောက်အဲ့ဒီစံမှာပါဇက်ပတ်ပြီးထွက်တယ်ဖော်စံဖောက်ပေါ့နော်ရေးတဲ့ချိန်ကျရင်အခုနောက်တော့ကထော်ထုံနဲ့တူတယ်ဒါပေမဲ့သူ့ရဲ့ဝါလုံးကအပြင်ထုတ်တယ်ဒီလိုလေးပေါ့แบบนี้မင်းကြောင့်ထဲမှာဆိုရင်ဒီလိုလေးပါแบบนี้นะคะဒါကဖော်စံဖောက်ဒါဆိုသူ့ရဲ့အတန်ကဖော်အနောက်ကစံဖောက်ဆိုတာဘာကိုပြောရလဲစံဖောက်ဆိုတာကရွက်လှေကိုပြောတာနော်စံဖောက်ဆိုတာကရွက်လှေကိုပြောတာရွက်လှေကိုစံဖောက်ဒါဆိုမြန်မာစာမှာဆိုရင်သူကဖတ်တာနောက်တစ်လုံးဒါကမော်မာလို့ခေါ်တယ်ဒါကိုမော်မာအနောက်ကမာကိုတန်ဆွဲတယ်မာမော်မာပေါ့ရေးတဲ့ချိန်ကျရင်
ဒီဝလုံးကနေအပေါ်ကနေစဆွဲတယ်ပြီးဒီလိုလေးပေါ့ဒါကမော်မာမင်းကြောင့်ထဲမှာရေးမယ်ဆိုရင်ဒီလိုလေးပေါ့แบบนี้นะคะမော်မာဒါဆိုသူ့ရဲ့အတန်ကမော်ဒါဆိုအနောက်ကမာဆိုတာဘာကိုပြောရလဲမာဆိုတာကမင်းကိုပြောတာနော်မာဆိုတာကမင်းကိုပြောတာခွေးကိုကြတော့မာနော်တမတူဘူးနော်မြန်မာစာမှာဆိုရင်သူကအမတာပေါ့နောက်တော့ဒါကယောยักษ์လို့ခေါ်တယ်ယောပြီးยักษ์ယောยักษ์ရေးတဲ့ချိန်ကျရင်ဒီလိုလေးแบบนี้ယောยักษ์မင်းကြောင့်ထဲမှာဆိုရင်အပေါ်ကဝလုံးလေးကိုရေးတယ်ပြီးရင်ဒီလိုလေးပါဒါကယောยักษ์ဒါဆိုသူ့ရဲ့အတန်ကကွာယောဒါဆိုအနောက်ကยักษ์ဆိုတာကဘာကိုပြောရလဲยักษ์ဆိုတာက blue ကိုပြောတာနော်ยักษ์ဆိုတာက blue ကိုပြောတာအဆုံမြန်မာစာမှာဆိုရင်သူကရပလက်နဲ့ရကုတ်တန်ဖြစ်ပါတယ်နောက်တစ်လုံးဒါကဒီအတန်ကိုထွက်တဲ့ချိန်ကျရင်ပေါ့နော်တကယ်တမ်းကရှာလဲရတယ်ဒါပေမဲ့ရှာလဲလို့မရသေးရင်ဒီလိုထွက်လော်လီယာဒါပေမဲ့ရှာလဲလို့တဲ့ရင်ဒီလိုထွက်ပါရော်ရนะคะဒါဆိုသူ့ရဲ့အတန်ကလော်နော်ရေးတဲ့ချိန်ကျရင်ဒီဘက်လုံးကနေဒီလိုလေးစတယ်แบบนี้မင်းကြောင့်ထဲမှာဆိုရင်ဒီလိုလေးပေါ့ရော်ရဒါဆိုသူ့ရဲ့အတန်ကရောအနောက်ကရဆိုတာဘာကိုပြောရလဲရဆိုတာလှေကိုပြောတာနော်မြန်မာစာမှာဆိုရင်သူကလာတန်ဖြစ်တယ်နောက်တစ်လုံးဒါကလော်လင်းရှာမလိုက်တော့ဘူးနော်ပုံမှန်ပဲလော်လင်းတဲ့အတန်ကလော်ရေးတဲ့ချိန်ကျရင်ဒီဝလုံးကနေစတယ်แบบนี้ဒီလိုလေးပေါ့မင်းကြောင့်ထဲမှာဆိုရင်ဝလုံးရေးမယ်ပြီးရင်ဆွဲမယ်ပြီးရင်ဒီလိုလေးပါဒါကလော်လင်းဒါဆိုသူ့ရဲ့အတန်ကလော်အနောက်ကလင်းဆိုတာဘာကိုပြောရလဲလင်းဆိုတာကမြောက်ကိုပြောတာနော်လင်းဆိုတာကမြောက်ကိုပြောတာမြန်မာစာမှာဆိုရင်သူကလာတန်မယ်โอเคဆက်သွားမယ်နော်ဒါကဝေါ်ဝဲလို့ထွက်တယ်ဝေါ်ဝဲဆရာငါတက်နဲ့ရေးပေးမယ်နားတက်ထွက်တယ်နော်ဝေါ်ဝဲရေးတဲ့ချိန်ကျရင်လွယ်လေးပါပဲဒါလေးကဝါလုံးလေးရေးလိုက်ပြီးဒီလိုလေးဝိုင်းအောင်ဆွဲလိုက်မယ်ပေါ့နော်ဒါကဝေါ်ဝဲမင်းကြောင့်ထဲမှာဆိုရင်ဒီလိုလေးပေါ့ဒီလိုလေးပါဒါဆိုသူ့ရဲ့အတန်ကဝေါ်ဒါဆိုအနောက်ကဝင်ဆိုတာဘာကိုပြောရလဲဝင်ဆိုတာကလက်စွပ်ကိုပြောတာနော်ဝင်ဆိုတာကလက်စွပ်ကိုပြောတာဖြစ်ပါတယ်မြန်မာစာမှာဆိုရင်သူကဝတန်ဖြစ်တယ်နောက်တစ်လုံးဒါကစောစာလာအရှိကအတန်ကိုပေါ့နော်နည်းနည်းဆွဲတယ်စောစာလာနော်ဒါကစောစာလာရေးတဲ့ချိန်ကျရင်အဲ့ဒီဆွဲလေးမပါရင်သူကဘာနဲ့တူလဲဆိုတော့ခေါ်ခွိုင်နဲ့တူတယ်ဟုတ်တယ်မလားအဲ့ဒါဆိုရေးတဲ့ချိန်ကျရင်ခေါ်ခွိုင်ပုံစံလိုမျိုးရေးတယ်ပြီးရင်သူ့ရဲ့ဘေးလေးမှာဆွဲလေးဒီလိုလေးတက်လိုက်တယ်ဒါကစောစာလာမင်းညုံထဲမှာဆိုရင်ဒီလိုလေးပေါ့แบบนี้ဒါကစောစာလာဒါဆိုသူ့ရဲ့အတန်ကစောအနောက်ကစာလာဆိုတာဘာကိုပြောတာလဲဆိုတော့ဇရက်ကိုပြောတာနော်ဇရက်ကိုစာလာမြန်မာစာမှာဆိုရင်သူကစလုံးရဲ့အတန်ပေါ့နော်နောက်တစ်လုံးပြီးတော့မယ်နောက်တစ်လုံးဒါကစော်လူစီမှာတန်နည်းနည်းတန်ရှက်ထွက်တယ်စော်လူစီရေးတဲ့ချိန်ကျရင်သူကဘောပိမိုင်းနဲ့တူတယ်ဘောပိမိုင်းလိုမျိုးအရင်ရေးတယ်ပြီးရင်အလဲလေးမှာဒါလေးချလိုက်တယ်ဒါကစော်လူစီမင်းကြောင့်ထဲမှာဆိုရင်ဒီလိုလေးပေါ့ဘောပိမိုင်းလိုမျိုးရေးတယ်ပြီးရင်
အလယ်မှာဒါလေးချလိုက်တယ်ဒါကစော်လူစီဒါဆိုသူ့ရဲ့အတန်ကစောအနောက်ကလူစီဆိုတာဘာကိုပြောရတာပါလဲလူစီဆိုတာကရတစ်ကိုပြောတာနော်ရတစ်လူစီမြန်မာစာမှာဆိုရင်သူကစလုံးတတ်မယ်နောက်တစ်လုံးဒါကစောเสือလို့ထွက်တယ်စောเสือရေးတဲ့ချိန်ကျရင်သူကလော်လင်းနဲ့တူတယ်လော်လင်းလို့မျိုးရေးလိုက်တယ်ပြီးရင်လော်လင်းရဲ့ဖြားလေးမှာဆွဲလေးတက်လိုက်တယ်ဒါကစောเสือမင်းကြောင့်လည်းမရေးမယ်ဆိုရင်ဒီလိုလေးပေါ့แบบนี้นะคะဒါကစောเสือဒါဆိုသူ့ရဲ့အတန်ကစောအနောက်ကเสือဆိုတာဘာကိုပြောရလဲเสือဆိုတာကကြားကိုပြောတာနော်เสือဆိုတာကကြားကိုပြောတာမြန်မာစာမှာဆိုရင်သူကစလုံးတတ်မယ်နောက်တစ်လုံးဒါကအင်ဒီယာတန်ကိုထွက်မယ်ပေါ့နော်အရှိကအတန်ကိုပေါ့နော်ရစ်ပြီးတော့ထွက်တယ်ဟောလို့အရင်ရစ်တယ်ဟောဟီဘဟီဘမှာပါဇက်ပိုက်တယ်နော်ဟောဟီဘရေးတဲ့ချိန်ကျရင်ဒီဝလုံးကနေစမယ်ပြီးရင်ဒီလိုလေးဆွဲတယ်ဒါကဟောဟီဘမင်းကျုံထဲမှာဆိုရင်ဝလုံးရေးမယ်ပြီးရင်ဆွဲချမယ်ပြီးရင်အပေါ်တက်တယ်ဟောဟီဘဒါဆိုသူ့ရဲ့အတန်ကဟောအနောက်ကဟီဘဆိုတာဘာကိုပြောရလဲဟီဘဆိုတာကတစ်တာကိုပြောရအောင်ဝတ်တစ်ပါးလေးထက်တာကိုထက်တစ်တာကိုပြောဟောဟီဘမြန်မာစာမှာဆိုရင်သူကဟာတန်ပေါ့โอเคနောက်ထပ်တစ်လုံးဒါကလောကျူလာလို့ခေါ်တယ်လောကျူလာသူ့ရဲ့အတန်ကလောဒါဆိုဘယ်လိုရေးမှာလဲဘယ်လိုရေးလဲဆိုတော့သူ့ရဲ့ပုံစံက for fun နဲ့တူတယ်ဒါပေမဲ့အဖျားလေးမှာဒီလိုလေးဝိုင်းလိုက်တယ်နင်းကြောင်းထဲမှာကြည့်မယ် for fun လို့မျိုးရေးမယ်ပြီးဒီလိုလေးတွားလိုက်တယ်ဒါကလောကျူလာဒါဆိုသူ့ရဲ့အတန်ကလောဒါဆိုအနောက်ကကျူလာဆိုတာဘာကိုပြောရလဲကျူလာဆိုတာကစွန်ကိုပြောတာနော်ကောင်းကင်တွေပါတယ်မှာလှုပ်တဲ့စွန်ကိုပြောတာမြန်မာစာမှာဆိုရင်သူကလာတန်ဖြစ်ပါတယ်โอเคနောက်တစ်နှလုံးပဲကြံတော့လေဒါကအော်အန်လို့ခေါ်တယ်ရှင်ငါတက်နဲ့ရေးပေမဲ့ तू ကငါတက်နဲ့ထွက်တယ်အော်အန်ရေးတဲ့ချိန်ကျရင်လွယ်လေးပါပဲဝါလုံးထဲကိုသွင်းမယ်ပြီးရင်ဆွဲချမယ်ပြီးရင်ဒီလိုလေးမင်းကြောင့်ထဲမှာကြည့်မယ်แบบนี้นะคะဒါကအော်အန်ဒါဆိုသူ့ရဲ့အတန်ကအော်ဒါဆိုအနောက်ကအန်ဆိုတာဘာကိုပြောရလဲအန်ဆိုတာကရေတွေထက်တဲ့ရေတွေခံတဲ့ခွက်ကိုပြောတာပေါ့နော်ဒါဆိုမြန်မာစာမှာဆိုရင်သူကအတန်ဖြစ်တယ်နောက်ဆုံးစစ်ကိုရောက်ပါပြီနောက်ဆုံးကဒါကဟောနုခုဖြစ်ပါတယ်အရှိကအတန်ကိုပေါ့မဆွဲတော့ဘူးနော်ဟောနုခုရေးတဲ့ချိန်ကျရင်အခုနကတော့အော်အန်နဲ့တူတူပဲဒီလိုလေးဆွဲပြီးအဖျားလေးကိုဒီလိုလေးဝိုင်းလိုက်တယ်အမင်းကြားမှာကြည့်မယ်ဒီလိုလေးပေါ့แบบนี้ဒါကဟောနုခုဒါဆိုသူ့ရဲ့အတန်ကဟောအခုနတော့ဟောဟိနဲ့မတူဘူးနော်အခုနတော့ဟောဟိဘူးကအရှိကအတန်ကိုဆွဲတယ်ဟောလို့ထွက်တယ်ဒါပေမဲ့ဒါကဟောလို့ပဲထွက်တယ်ဟောပြီးရင်နှုတ်ဟိုဒါဆိုအနောက်ကနှုတ်ဟိုဆိုတာဘာကိုပြောရလဲခဏတော့ချက်ရည်တောက်မယ်နှုတ်ဟိုဆိုတာဘာကိုပြောရလဲဆိုတော့နှုတ်ဟိုဆိုတာကဈေးကွက်ကိုပြောတာနှုတ်ဟိုဆိုတာကဈေးကွက်ကိုပြောတာဖြစ်ပါရဲ့နော်မြန်မာစာမှာဆိုရင်သူကဟတ်တန်ပန်ပဲဒါဆို share တော့ပေါ့နော်44လုံးပြည့်ပြီပေါ့နော်ဒါဆို share ကိုပေါ့နော်အိမ်စာပေးမယ်နော်အိမ်စာက share ကိုကောไก่ကနေဟွန်နဟုထိပေါ့နော်တလုံးကို9ခါရေးပြီးတော့ပုတ်ပေးပါမယ်ပြီးရင်အတာနဲ့ကောไก่ကနေဟွန်နဟုထိဆိုပြမယ်ပေါ့နော်တတာ